အေးဟုတ်တယ်ငါအေးပြောလေနွားလားနွားလား ရဆရာ အေးနွားအော်ဟာပြပြန်လေ ကိုချက်ကျွန်တော်ခေါ်တာမဟုတ် ဘယ် ဘူး နဲ့စကားပြောနေလဲကားကြောင်ပြောနေ ဟုတ်ကဲ့ဆရာ နွားကြီးကမရှိတော့ဘူးထွက်သွားပြီ ကျွန်တော်ရှိပါတယ်ဆရာ ဟောဒီတော့တော့ဘယ်တော့မှမသိနွားကြီးကားကြောင်ပြောနေတာမင်းကိုပြောနေတာမဟုတ်ဘူးလို့ ကျွန်တော်ပြောတယ်မလို့ပါ ဟုတ်တယ်မနေ့ကမှထွက်သွားတာမတူတော့ရှိမတူရှိ ရှိရဆရာရှိရမတူကကျွန်တော်မိမကြီးသွားခေါ်လိုက်ရမလား ခေါ်လိုက်မယ်ဟုတ်မတူကားကြောင်ပြောနေရလို့ဘယ်လိုဖြစ်နေရလဲအေးဖင်ကောက်လား အာကောက်တယ်ကျွန်တော်မိမဖေကတော်တော်ကောက်တာဆရာ နောက်မှအထူကြီးပဲ ကြီးပဲ တရောင်းတော့ပေါက်ပိတ်ကားကြောင်ပြောနေစောကြီးလေမင်းအေးစင်းနေနော်လှုပ်ပြုတ်သွားချင်လား ဟုတ်ကဲ့ ဟမ် ကားပဲတော့ ဖင်ကောက်ကတော့မရှိဘူးအေးမတူပဲရှိရနော်လာကြည့်လိုက်ဝိုင်းထဲမှာပဲဒီမှာကားတွေကုန်ထိုးထားရနော်အေးဒါပဲညီလေးဘယ်တော့လာမှာလဲစနစ်ခွဲတော့ရလေအဲ့ဆိုငါလူဖိတ်ဆိုင်မှာဆောင်းလို့မလားအော်အေးဝိုင်းထဲပဲလာမှာလားအေးလာခဲ့အဲ့ဒါပဲနော်ညီလေးနော်ဖုန်းချလိုက်မယ်နော်ညီလေးအေးနွားကြီးရာမင်းခွန်မကြောက်လဲတော့ ဆရာကခုနကားကြောင်ပြောနေတာဆို ဒီသရောင်းစားပဲသရောင်းစားနဲ့မှမတူဘူးကွာအခုကမင်းကိုခေါ်တာခုနကားကြောင်ပြောနေတာ ဟုတ်ဆရာဟုတ် ခုနရောဟိုကောင်းလေးတွေဘာလဲဟိုကော်စားတဲ့ကောင်တွေဘာတူလဲ ဟိုကော်စားတဲ့ကောင်တော့မသိဘူးဆရာကော်ယူတဲ့ကောင်လေးလမ်းထဲမှာအများကြီးပဲ ခေါ်စံငါဝိုင်းရှူပါမင်းကလုံးပြီးတော့မယ်ကော်စားတဲ့ကောင်ဆိုကော်မရှင်စားတဲ့ကောင်ငါနှလုံးထိုးမလို့ဟိုကောင်ဘာတူလဲ အော်ဆရာဟိုနွားလေး အေးနွားလေးအဲ့ကောင်မှမလဲ အပြည့်ထွက်သွားပြီဆရာ ဟာဒုက္ခပဲကွာငါနှလုံးတင်မလို့ကွာ ဟောဆရာတုံးတယ်နဲ့ပေါ့ဖုန်းနဲ့လမ်းပြီးတော့တင်လိုက်ပေါ့ အဲ့တော့မင်းပြောမှလားငါသိတယ်လေဒါနဲ့ဒီကောင်ဘယ်တလုံးကောင်းလဲလို့ငါသိချင်လို့တော်တယ်ငါတင်လိုက်တော့တော်လုပ်ရလို့ ပြောဆရာ ဟောကောင်နဲ့တော့တော်အကုသို့ပဲအေးညီလေးအေးကိုပါအေးအဲ့ဒီနေ့တောက်ကြနေတော့ငါအပြီးကျုံးမရအောင်မရသေးအေးညီလေးရတယ်ပေးမှာပေါ့မင်းရတယ်တပတ်ရှင်းမဲ့ဥစ္စာနော်ဟွာလေးညီလေးအခုလေးဟွာလေးနှစ်လေးအေးလေးနှစ်လေးထိပ်ပဲဆွဲချလိုက်ကွာလေးထိပ်ဆွဲချလေးထိပ်စီကွာလေးထိပ်စီသိမလားလေးထိပ်စီအေးအဲ့ကောင်လေးထိပ်စီကိုမင်းလေးထိပ်စီကိုဟာလောက်လုပ်လိုက်တပုံးလောက်ဆွဲချလိုက်ကွာတပုံးလောက်ဆွဲချပြီးတော့6ပတ်ပဲကွာလေးထိပ်စီရဲ့6ပတ်နော်လေးထိပ်စီနဲ့6ပတ်ပဲနော်အေး6ပတ်လောက်ပတ်မလဲဆို6ခုဟွာလောက်ပတ်လိုက်တပုံးခွဲလောက်ပတ်လိုက်ကွာ6ပတ်နဲ့လေးထိပ်စီပဲနော်အေးညီလေးလေးထိပ်စီနဲ့6ပတ်ပဲညီလေးမအောင်ဒါပဲနော်ညီလေးအေးအော်မလာကြည့်ကြပါဦးဒီကောင်အော်ဒစီလေးမှာဒီကောင်